မယုံနိုင်တော့စရာခန္ဓာမှုတွေနဲ့စပစ်သစင်ရဲ့မင်္ဂလာပွဲတဲ့ကြီးကျယ်ခန္ဓာတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တဲ့မိပတိအခုလိုသတင်းကျော်မင်္ဂလာရာသီမှာတော့အနုပညာရှင်တွေဆယ်လီတွေသတင်းကြီးတွေရဲ့မင်္ဂလာပွဲသတင်းတွေကဆိုရှယ်မီဒီယာပေါ်မှာနေရာပြည့်ယူထားကြပါရီဒီနေ့မှာတော့လူပြောအများဆုံးခန္ဓာဆုံးလို့ပြောရမယ်မင်္ဂလာပွဲတွေအများကြီးထဲမှာမင်းသမီးစပစ်သစင်နဲ့မင်းသားဟိဝရန်တို့ရဲ့မင်္ဂလာပွဲကတော့ထိတ်ဆုံးအပါဝင်ခဲ့ပါရီတရုတ်ပြည်ရေခဲတောင်ကြီးပေါ်ဒေရှယ်ရင်းနေနဲ့သွားပြီးပရီဝီတင်းရိုက်တာမင်္ဂလာပွဲကို6ပွဲဆက်တိုက်ကျင်းပမယ်ဆိုတာတွေကယုံနိုင်လောက်စရာခန္ဓာမှုတွေပါပဲ။ဒါပေမဲ့အဲ့လိုမျိုးငွေကုန်ဒေတာအများကြီးခံပြီးခန္ဓာပြင်ဆင်ထားတဲ့မင်္ဂလာပွဲချက်ပို့ပြီးတော့ကြီးကျယ်ခန္ဓာတွေပို့ပြီးတော့စင်တန်းမြင့်နေဆိုပြီးပြိသက်တွေတညီတို့တဲ့ချီတူပြောဆိုရတဲ့မင်္ဂလာပွဲတစ်ခုပေါ်ထွက်လာခဲ့ပါရီ။အဲ့ဒါကတော့ချားသူမဟုတ်ပါဘူး။တရုတ်ဆောင်မင်းသမီးမေပကြီးနဲ့သူ့ရဲ့ခင်မုန်းကိုမျိုးတို့ရဲ့မင်္ဂလာကမိမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲပါပဲရှင်။ပရိသတ်တီဘာဘလိုမီပကြီးရဲ့မင်္ဂလာပွဲကိုဆိုဗီယက်သစင်တို့ရဲ့မင်္ဂလာပွဲထက်တောင်ပိုပြီးတော့ကြီးကျယ်ခမ်းနားတယ်လို့သတ်မှတ်လိုက်ကြတာလေမီပကြီးရဲ့မင်္ဂလာပွဲခမ်းနားမှုကတော့ယဉ်ကျေးမှုစက်တရေရှိမှုနဲ့ရိုးရာယဉ်ကျေးမှုအဓိပ္ပာယ်ကိုအခြေခံထားတာဖြစ်လို့ပါပဲပရိသတ်တီအန်အောမင်သက်ပြီးတော့ချီကျူရတဲ့အဓိကအချက်ကတော့မီပကြီးကမိုးလူမျိုးတူဖြစ်တာနဲ့ညီကိုယ့်ရဲ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကိုဘလို့တောင်းပန်ထားကြောင်းပြသသွားလို့ပါပဲသူမရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာသူတို့သမီးကိုကြိုဆိုတဲ့စီစဉ်ဟာအခြားမင်္ဂလာပွဲတွေလိုပန်းကျဲတာခေတ်ပေါ်တီဝိုင်းနေနဲ့ကျိုးဆိုတာမျိုးမဟုတ်ခဲ့ပါဘူး။မွန်လူမျိုးတွေရဲ့ထုတ်ပြန်ထားရာရွှေရောင်ဟင်းသာဝစ်စုံတွေနဲ့မွန်တိုင်းရင်းသားကကြည်တဲ့တွေကရိုးရာကာလာတွေနဲ့တလေးတစားကျိုးဆိုကပြဖျက်ပြခဲ့ကြတာပါ။ဒီမြေခွင်အားမြရသူတိုင်းကိုစက်သိမ်းထားလောက်အောင်စက်တည်ရှိစေခဲ့ပြီးဒါအခြားပင်မင်းသမီးမှမလုံနိုင်သေးတဲ့ငွေနဲ့ဝယ်လို့မရတဲ့ကြီးကျယ်ခမ်းနားမှုတစ်မျိုးပါပဲ။နောက်တစ်ချက်ကတော့သူတို့သမီးမေပကြီးကိုရိုင်းရဲ့ဝစ်စားစီရင်မှုပါ။အခြားနာမည်ကြီးနုပညာရှင်တွေတရေသမီးတွေမင်္ဂလာပွဲတွေမှာဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုချပြခြင်းလို့စိန်တွေရနာပစ္စည်းတွေကိုမျက်စိချင်းလောက်အောင်ပြိုင်ဆိုင်ဝစ်ဆင်ကြပါရီ။ဒါပေမဲ့မေပကြီးကတော့အိတ်လန်းချောင်းကုန်မလိုက်ခဲ့ပါဘူး။သူမကမြန်မာဆက်ဆန်ရိုးရာဝစ်စုံလေးကိုပဲအရန်ကိုရိုးရှင်းစွာဒါပေမဲ့ဖက်ရှင်ကြကြဝစ်ဆင်ခဲ့ပါရီ။မလိုအပ်တဲ့ရနာရီအများကြီးမပါပဲသူမရဲ့အလားသူမရဲ့ရင်ကျေးမှုကသာရှေ့တန်းတင်ခဲ့ပါရီ။ဒါငါမှဂျာရီရှိတယ်လို့ကြညာစရာမလိုတဲ့ယုံကြည်မှုအပြည့်ရှိတဲ့အစင်တန်းမြင်မြင်လှပမှုမျိုးပါ။ဒီလိုထူးခြားတဲ့မင်္ဂလာပွဲကိုစီစဉ်နိုင်တာဟာမေပကြီးရဲ့စီမံခန့်ခွဲမှုတော်လို့ဖြစ်ကြောင်းပရိသတ်တရားချီးကျူးကြပါရီအမေတင်တာကမေပကြီးဟာတရုတ်ဆောင်တယောက်ဖြစ်တဲ့ပြင်အရင်ထူးချွန်ထက်မြက်တဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တူလည်းဖြစ်ပါရီဒါကြောင့်လေသူမကစိတ်ကြည့်တာ expansion နဲ့တန်မိုးရှိတဲ့ value able ကိုကိုယ်ကွယ်ပြပြနားလိုက်ပြီးပကာသနာပြန်ပွဲတစ်ခုဖြစ်မယ်စာကိုယ့်ရဲ့ရင်ကျဲမှုမွေးနေ့ကိုဂုဏ်ယူစွာဖော်ထုတ်တဲ့စက်တည်မင်္ဂလာပွဲလေးဖြစ်ဒိဗယ်ချီချီပုံဖော်ခဲ့တာဖြစ်ပါရီပရိသတ်တို့ရဲ့မြင်ကရောဘလို့ရှိပါလဲမင်္ဂလာပွဲတစ်ခုရဲ့ကြီးကျယ်ခမ်းနားမှုဆိုတာကိုစပစ်သစင်တို့လိုနိုင်ငံသားတည်သွားပြီးငွေကုန်ကြေးကြအများကြီးခံနိုင်တာကပိုခမ်းနားတယ်လို့ထင်ပါသလား။ဒါမှမဟုတ်မေပကြီးကိုရဲ့ရင်ကျေးမှုကိုတန်ဖိုးထားပြီးလူရှိပင်မဲ့ဒိဗယ်ရှိချင်းစက်တည်ရှိချင်းကျင်းပတာကပို့ပြီးတော့ခမ်းနားကြီးကျယ်လို့ယူဆပါသလား။ဘယ်မင်္ဂလာပွဲကပို့ပြီးတော့စင်တန်းရှိကိုခံစားရလိမ့်ဆိုတာကွန်မန့်လေးထဲမှာပြောသွားပေးခဲ့ပါအောင်ရှင်။